တို့ဆောက်တော့ထိပါလဲဆိုတော့ခုဟာရတိုက်ပဲဖြစ် daily type ပဲเนาะတစ်ချက်ပဲကြည့်ကြရအောင်เนาะတော့ကျွန်တော်သူ့ market ကအထမ်းနေတယ်ကျွန်တော်တို့လည်းကြားနေเนาะအထမ်းနေတဲ့ကြားရဆိုတော့ကျွန်တော်တို့ဒီမှာ check ရမယ်ဆိုရင် break out တစ်ခုရမယ် break out တစ်ခုရမယ်ဆိုတော့ဘာလို့ break out လို့ခေါ်လဲဆိုတော့ဒီမှာသူရဲ့ engine ဒီမှာစာပြီးပါပြီနော်ဒါကျွန်တော်ဒီမှာထားလိုက်ပါတော့ position ပဲနော်ဒါကျွန်တော်တို့ဒါ height လို့ height လို့တခုရပြီဟာဘယ်တော့တခုဖြစ်တယ်ဘယ်တော့တခုပြန်ဒီကတက်တယ်ဒီတက်တယ်ဒီမှာဒီနောက်နဲ့ injury ရှိပြီးတော့တက်သွားဒီတက်သွားဒီမှာထိတ်သွားပြီး3100ဆက်တက်သွားဒီမှာပြီးတော့ injury ဒီမှာအဲ့ဒါတွေ့ရတယ်ကိုလည်းနော်အဲ့ဒါဒီတော့မနေ့ကတော့ကျွန်တော်တို့ဒီတော့ကြာနေမနေ့ကဒီကတော့ပဲရှိဘူးထားအဲ့ဒီမှာတဲ့ဒီကauto high ရှိတယ်အမှန်ကျွန်တော်တို့မှာဘာရှိလဲဆိုတော့ကျွန်တော်တို့မှာ gas ရှိတယ်ဒီလိုပတ်ဒီရဲ့အောက်မှာရှိတယ်ဒီgas ရှိတယ်နော်ဒီ gas ရှိတယ်ပေါ့ဒါလည်းတော့ဒီကဖြစ်တဲ့ကအဲ့ဒါကတော့ပြီးတော့ပြန်ဖြစ်နေဖြစ်ပြီးတော့မကြတဲ့တယ်နော်ဟုတ်ပြီအမှကျွန်တော်ကဒီ daily type ကိုကြည့်ပြီးတော့ခါတော့1 hour ပဲကြည့်ရဖိတ်ရတော့ပြန်ကြမယ်ဖြစ်တယ်နော်အဲဒီ1 hour ရဲ့ဒီနေရာမှာကျွန်တော်ကဒီပြန်ကြမယ်တွက်ပြီးတော့ဟောတာဒီပြန်လာမိတာပေါ့နော်ဒီနေရာမှာဒီအကြရှယ်အဲ့ဒါပေါ်လာတင်လိုက်အဲ့ဒါတော့ဒီကအာမလည်းကျွန်တော်ဒီတိုင်းကိုတခြားမကြည့်ဘူးနော်ဟုတ်ပြီ market ကကြည့်ရအောင်ဒီတိုင်းပင်ကိုကြာပြီးတော့ market ကချက်ရှိပြန်ပြီးတော့တိုက်တက်လာဟုတ်ပြီကျွန်တော်အဲ့ဒါကိုကျွန်တော် people ရဲ့တိုင်ကြည့်ရအောင်အထာမှာတော့တက်ပြီးတော့ဆက်လိုက်ကြအောင်နော်ဒီပါနေဒီတိုင်းမျိုးတော့ကျွန်တော်ဆော့လို့ကြည့်အောင်နော်ဟုတ်ပြီကျွန်တော်ဒီမှာတစ်ချက်ချင်းနဲ့ဒီကုန်းနဲ့ပြန်มาတယ်6.8 0.6.8ကိုဒီဒီကတော့လာတက်ပြီးတော့ဒီတော့တက်တော့နော်โอเคအဲ့ဒါလည်းဟုတ်ပြီဒီမှာလည်းပါရှိတယ်ချက်ကြည့်အောင်โอเคဘာစစ်စပ်ဖြစ်ခဲ့ရဲ့စစ်စပ်ပါလေစပေါ်နေတော့ဖြစ်တယ်နော်โอเคစစ်စပ်ဖြစ်တယ်နော်ဒီရဖြစ်တယ်ဆိုတော့ဒီကျွန်တော်ဒီတစ်ချက်ကြည့်ရမတက်က5 weight တက်5 weight လို့ပြောရမယ်တဲ့တက်နော်ဒီလိုကနေတစ်ချက်နားလည်ချက်အားရှင်းတာလားဒီရ5 weight ရှိတယ်ဒါလည်းနော်2 3 တော့ခက်ရဟိုပိုက်ပြီးတော့တက်ပါနော်အဲ့ချက်5 weight ပြီးတော့ market က3 weight နဲ့ version နဲ့ပြင်ဆင် ABC version ဒီနော် A B C ABC version နဲ့ပြင်ဆင်တော့ဒီတော့ market ကပါဖြစ်တယ်ပါဝင်နေတဲ့တက်တယ်market က5 weight နဲ့ဖြစ်တယ်ဒီကြောင့်ဖတ်အဲ့လိုမျိုးလာမှာနော်တော့တယ်တော့ဘယ်လောက်ထိတက်မလဲဆိုတော့ attention ခါလေးကြာနော်โอเคဒါတော့ဒီwait ဒီနဲ့โอเคတော့တယ်သူကတက်နေတော့ wait ပြီးနေတော့တက်နေတော့တက်တယ်နောက်ဖြစ်လာနိုင်တယ်
တော့ပြေရတာရောဝေးဆွေးနေနဲ့ပြန်ရောဝါရှင်နဲ့ပြန်လာဖို့ရှိတယ်နော် Okay ဒါမှလည်းကျွန်တော်စောတော့ထည့်ပါတယ် trading ကိုပြန်ရောဒီမှာတုံးတက်ပြပြရမယ်ဆက်ပါတယ်အားလုံးလည်းအကြည့်